Premier League Champion Arsenal နဲ့ FA Cup Champion Man City တို့ထိပ်တိုက်ရှင်ပြိုင်ကြမယ်ရာသီစ Community ရန်ပုံငွေပွဲဒီနေ့နေ့ညမှာတော့ကျွန်တော်တို့ Premier League ရာသီစပြီဆိုတော့အချက်ပေးခေါင်းလောင်းတဲ့အတူပုံမှန်မြင်တွေ့နေကြ Community ဖလားပွဲကို Premier League Champion Arsenal အသင်းနဲ့ FA Cup Champion Man City အသင်းတို့ရဲ့ရှင်ပြိုင်ကစားကြမဲ့ပွဲနဲ့စတင်ဖွင့်နေတော့မှာဖြစ်ပါတယ်ဒီတရမှာပက်ဂွာဒီယိုလာရဲ့တပည့်တွေဖြစ်ကြတဲ့ Enzo Maresca ရဲ့ Chelsea နဲ့ Mikel Arteta ရဲ့ Arsenal အသင်းတို့ရဲ့ Community Day Final ပွဲစဉ်လေးကိုပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားခြင်းပါတယ်ခင်ဗျာ။ဂျာတီအကျိုးခြေစမ်းပွဲစဉ်တွေမှာတော့ Man City ကပွဲတိုင်းဒီဘောက်ကိုအနိုင်ယူထားတဲ့ခြေစွမ်းကောင်းတွေပြသနေတယ်။တိုက်စစ်မှာ Foden ချေမှန်နေတယ်။ပြီးတော့ Marmoush တို့လည်းဂိုးတွေသွင်းနေတယ်ပေါ့နော်။ Arsenal ကတော့ Man City နဲ့ဆန့်ကျင်ဘက်ပြဂျာတီအကျိုးခြေစမ်းပွဲတွေမှာတောက်လျှောက်ကြီးကိုနိုင်ပွဲတစ်ပွဲပဲရပြီးတော့ဒေါ်မွန်ကိုရှုံးတယ်။ကျွန်တော်တို့ပြီးလို့ရှိရင်ဒီကိုမွန်နဲ့ပွဲ 1-1 တည်ကြတယ်။ Real Betis ကိုရှုံးတယ်ဒါတွေကဒီရာသီကြိုခြေစမ်းပွဲတွေမှာအာဆင်နယ်ရင်းရိုင်နေတာကိုပြသတယ်ဒါပေမဲ့ဒါတွေကခြေစွမ်းအမှန်တွေမဟုတ်ဘူးအဓိကကစားသမားတွေပြန်မလာသေးဘူးပြီးတော့ဒီပွဲမှာလည်းပါဖို့မရှိဘူးဗျာ Declan Rice တို့ Rodri တို့ Bukayo Saka တို့ကဒီပွဲမှာပါမှာမဟုတ်ဘူးအာဆင်နယ်မှာဆို Saliba တို့ Timber တို့လည်းပါနိုင်မှာမဟုတ်ဘူးဒီတော့ဒီသင်းနှစ်သင်းရဲ့ပွဲစဉ်ကကျွန်တော်တို့မျက်နှာသစ်ကစားသမားတွေကိုခြေစွမ်းမိတ်ဆက်ရင်းနဲ့တယောက်နဲ့တယောက်သွေးရိုးဆန်းကြမယ်လို့မြင်မိတယ် Man City သင်းကတော့ဒါကျွန်တော်တို့အခုနောက်ပိုင်းနှစ်တွေမှာပထမဦးဆုံးပက်ဂွာဒီယိုလာနဲ့တွဲပြီးမမြင်ရတဲ့ပွဲစဉ်တွေတပွဲကိုစတင်မြင်တွေ့ရတော့မှာဖြစ်ပြီးတော့အာဆင်နယ်သင်းကတော့တာမန်အတိုင်းပဲသူရဲ့အဓိကဒီနှစ်မှာဆိုလို့ရှိရင်အပြောင်းလဲကြီးကြီးမားမားမလုပ်ထားတဲ့ကွင်းလယ်နဲ့ဘရူနိုကီမာရီတယောက်လောက်ကိုပဲဝယ်ထားတာဗျာအာဆင်နယ်ကဒီတော့အပြောင်းလဲဘာမှအရင်မလုပ်ထားတဲ့အသင်းဖြစ်နေတဲ့အတွက်မှာနှစ်ကတည်ငြိမ်လက်ဆရှိပြီးသားချန်ပီယံအသင်းကိုမှဘရူနိုကီမာရီကိုထပ်ပေါင်းထားတယ်ဒီထက်ပိုပြီးတော့ဘယ်ကစားသမားတွေထပ်ရောက်လာအောင်လဲဆိုတော့မသိရသေးဘူးမန်စီးတီကတော့ Elliot Anderson ပါမယ်ကျွန်တော်တို့အာရိုပီယာဒီကတော့ဒီပွဲမှီမှာမဟုတ်ဘူးပြီးလို့ရှိရင်တို့ဒီ Enzo Fernandez နဲ့အတန်ထွက်နေတယ်ဘာမှတော့မသိရသေးဘူးပေါ့နော်လောလောဆယ် Rinder မရောင်းသေးတဲ့အတွက် Rinder ရှိမယ် Rodri ကတော့ပါနိုင်မယ်လို့မထင်ဘူးကျန်တဲ့နေရာတွေမှာတော့ပုံမှန်လူတွေပဲပေါ်ထွက်လာဖို့များပါတယ်Man City အသင်းကဒီနေ့ပွဲမှာကျွန်တော်တို့အရင်ကနဲ့မတူတဲ့ Man City ကိုကျွန်တော်တို့ခန်းစားရမယ်လို့ထင်မိတယ်ဘာလို့ဆို Enzo Maresca က Guardiola မနှစ်ကကစားခဲ့တဲ့ကစားပုံနဲ့မတူတဲ့ကစားပုံမျိုးကို Man City မှာလုပ်ပြလိုက်မယ်လို့ကျွန်တော်မြင်မိတယ်ခဏလေးကျွန်တော်သိန်းတရာပိုင်ဆိုင်ရမယ့်အခွင့်အရေးတစ်ခုလက်ထဲရောက်လာမယ့်အကြောင်းလေးကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျကျွန်တော်တို့ရန်ကုန်365မှာပွဲစဉ်1အပြီးပေါ့နော်ကျွန်တော်တို့ပွဲစဉ်1 10ပွဲကစားအပြီးမှာနံပါတ်1ထိပ်ဆုံးမှာရပ်တည်နိုင်မယ့်အသင်းကိုမှန်အောင်ပြောနိုင်ပြီးတော့ကိုမိတ်ဆွေ9ယောက်ကိုမန်ရှင်းခေါ်ပေးတာနဲ့ခင်ဗျားတို့တွေပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ပွဲရပါပြီအဓိကတော့ GN365 မှာကောက်ဖွင့်ထားဖို့တော့လိုတာပေါ့ဗျပြီးတော့တစ်ချက်တော့ကြည့်လိုက်ပါတော်တော်လေးကိုမိုက်တဲ့ chance လေးတစ်ခုမလို့ကျွန်တော်လာပြီးတော့ခင်ဗျားတို့သတင်းပေးခြင်းဖြစ်ပါတယ်သိတရားရမယ်ခွင့်ဆိုတော့မနေဘူးလေလောက်ရမှာလည်းဘာမှမခက်ခဲဘူးပွဲစဉ်တက်ပြီးလို့ရှိလို့ရှင်ဘယ်တင်ကအဆင့်တက်မှာရပ်တည်နေမှာလဲဆိုတာကိုခံမှန်းပေးရုံပဲဗျာကိုတော့ဘာမှမပင်ပန်းဘူးအာဆင်နယ်လားမန်စီးတီးလားလီဗာပူးလားမန်ချက်စတာယူနိုက်တက်လားချယ်ဆီလားအဲ့လိုတင်းပေါ့ခံမှန်းပေးပြီးတော့ကိုယ်ငယ်ချင်း9ယောက်ကိုမန်ရှင်းခေါ်ပေးရုံနဲ့ဒီသိန်းတရားကစားမွေးစီစဉ်မှာပါဝင်ရှင်ပြိုင်ခွင့်ရမှာဖြစ်ပါတယ်ဒီတော့ချက်လောက်တွက်ကြည့်လိုက်ကြပါကွန်မန့်မှာကျွန်တော် link လေးချပေးထားပါမယ် Facebook page ရဲ့ link လေးကနေတစ်စင်မြောက်ပြပြီးတွားပြီးတော့စီကံချက်လေးတွေဖတ်ပြီးဝင်ရောက်ရှင်ပြိုင်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအာဒီတာကတော့သူ့ရဲ့အရင်ပုံစံအဲ့လိုစနစ်တကျနဲ့စီကံတရှိနဲ့အဲ့လိုသိတယ်လားတေချာပြီလားတေချာမှကစားမယ်ဆိုတော့အဲ့လိုအကြောက်စိတ်နဲ့ကစားတဲ့ကစားပုံကြီးကိုပဲကျွန်တော်တို့ဆက်မြင်ရမလားဒါမှမဟုတ်ချန်ပီယံဖြစ်ထားတဲ့အသင်းဖြစ်တဲ့အလျောက်ငါတို့ကချန်ပီယံတွေကွာဆိုပြီးတော့တစ်လွင်နေတဲ့ပုံစံတွေနဲ့အဲ့လိုသိရဟုတ်လားဒရဇာဇာချင်းဆင်နေတဲ့အသင်းကိုကျွန်တော်တို့မြင်တွေ့ရမလားဆိုတာကိုစပြီးတော့ကျွန်တော်တို့ရှင်ခုံရတော့မယ်ဘာပဲပြောဒီပွဲကတော့ကျွန်တော်တို့ဒီဘောလုံးပွဲကလပ်ပွဲတွေကိုငတ်မွန်နေတာကြာပြီဖြစ်တဲ့အသင်းပရိသတ်တွေအတွက်ဒါပထမဦးဆုံးပြန်လည်ခန်းစားရမယ့်ပွဲဖြစ်တဲ့အပြင်ကိုမှတကယ်ကိုဒီနှစ်ပြိုင်ပွဲရဲ့အဓိကပြိုင်ဘက်တွေလို့ပြောရမယ် Man City နဲ့ Arsenal တို့တွဲဆုံနေတာဆိုတော့ဒါကရေငန်တုံးရေတွင်းနဲ့ကြာသလိုပါပဲဗျာဒီတော့ကျွန်တော်တို့တွေဘယ်လိုရလဲထွက်လာမလဲဆိုတာကိုဆက်ပြီးစောင့်ကြည့်ရင်ရှင်းခုံလိုက်ကြရအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ